ဒီနေ့တော့ရင်းနှီးငွေဝိုင်လာလေးရင်းနှီးငွေဝိုင်လာပင်နဲ့စပြီးတော့ run တဲ့နေ့ပေါ့ရင်းနှီးငွေဝိုင်လာစပြီးတော့ run တဲ့နေ့အခုလောလောဆယ်တော့ပတ်နှလုံးပဲမောင်းထားတယ်အခုလောလောဆယ်တော့ပတ်နှလုံးပဲမောင်းထားတယ်ပန်းကြီးတွေကတော့နှလုံးဆိုမှလည်းပုံမှန်တော့တစ်လုံးပဲမောင်းတာဟိုကတော့နံပါတ်1လုံးမောင်းတယ်ဒီလုံးမောင်းတယ်အလားလည်းပါရေနေနေသေးတော့ pressure တော့မတက်သေးဘူး main ပင်တွေကတော့ရေဝင်မှာဆိုလို့ပလတ်စတစ်တွေကာထားတော့စစ်စစ်တွေခတ်အဲ့တော့ main ပင်တွေဖြစ်ပါတယ်